မင်္ဂလာပါဒီနေ့တော့ကြက်ဥနဲ့ပတ်သက်ပြီးတော့အရင်စားလို့ကောင်းတဲ့မုန့်လေးတစ်ခုကိုလုပ်ပြမှာဖြစ်တဲ့အတွက်အရင်ဆုံးကြက်ဥကိုပြုတ်ပေးထားပါပြုတ်ပြီးသွားပြီဆိုရင်တော့ကြက်ဥကိုအခွန်ခွာပြီးတော့အခုလိုမျိုးလေးကြက်ဥကိုခြေပေးသွားပါဟင်းချက်လေးတွေအပြင်ထိုင်းမှာကျွန်တော်စေးရုံစကက်ပြန်တွေလုပ်ပါတယ်ဗီဇာလုပ်ငန်းနဲ့တခြားသောအလုပ်လေးတွေကိုလည်းလာရောက်ဆက်သွယ်မေးမြန်းလို့ရတဲ့အတွက်ကျွန်တော်စာလေးပို့ပြီးဆက်သွယ်မေးမြန်းပေးပါမောင်လောင်ဥနီကိုကျွန်တော်သေးသေးလေးတွေလှီးပြီးတော့လည်းထည့်ထားပါတယ်ဒီနေရာမှာကြက်သွန်မိတ်ကြိုက်တယ်ဆိုရင်ကြက်သွန်မိတ်ကိုလည်းထည့်လို့ရပါတယ်ကျွန်တော်ကတော့မထည့်ထားတော့ပါဘူးခရူးစီအနှဲငယ်ရဲ့အရသာမို့အနှဲငယ်ရဲ့ငရုတ်ကောင်းမို့ရဲ့ထည့်ပြီးသွားပြီဆိုရင်တော့နေပေးပါအရသာနေပြီးသွားပြီဆိုရင်တော့ကော်ပြန့်ရွက်ကိုအသုံးပြုပါမယ်ကော်ပြန့်ရွက်ကိုတော့ကျွန်တော်အခုလိုမျိုး ready made အထုပ်ကလေးကိုဝယ်ထားပါတယ်ကျွန်တော်အခုသုံးတဲ့ကော်ပြန့်အရွက်ကလေးကတော်စားလို့ကောင်းတဲ့အထဲမှာပါပါတယ်သူ့ရဲ့အရွက်ကအရင်လဲမပါသလိုထူလည်းမထူသလိုအခုလိုအနေလေးနဲ့တော်တော်လေးကိုကြော်တဲ့အခါမှာစားလို့ကောင်းပါတယ်ပြီးတော့ရင်ကျွန်တော်တို့အလဲကောင်မှာနေထားတဲ့ကြက်ဥတွေထည့်ပေးပါဒါကတော့ခနန်းချောင်းဖြစ်ပါတယ်ကျွန်တော်ခနန်းချောင်းကိုရည်နွေးနဲ့ပြုတ်ပြီးတော့အခုလိုမျိုးအမြင်ပုံစံလေးထည့်ထားတာပဲဖြစ်ပါတယ်ကော်ပြန့်ရွက်ကိုတစ်ခုနဲ့တစ်ခုကတ်နေဖို့အတွက်ကြက်ဥအကာလေးကိုသုံးပေးရပါမယ်ဖြစ်ပါတယ်လိတ်တဲ့အခါမှာအဲ့ဒါမှကျွန်တော်တို့ကတ်နေမှာပဲဖြစ်ပါတယ်ပြီးသွားရင်တော့အခုလိုမျိုးလေးပဲလိတ်သွားပေးပါမိမိအဆင်ပြေသလိုလိတ်ပေးလို့ရပါတယ်ဒါပေမဲ့ကြက်ဥအကာကိုတော့မဖြစ်မနေသုံးရပါမယ်အဲ့ဒါမှကျွန်တော်တို့ရဲ့မုတ်အလိတ်ကလေးကကတ်နေမှာပဲဖြစ်ပါတယ်ဒီအလဲကောင်ကကြက်ဥနေရာမှာမိကြိုက်နေတဲ့အသီးရွက်သို့မဟုတ်တခြားအရာတွေကိုလည်းထည့်သွားလို့ရပါတယ်ကျွန်တော်ကတော့ဒီလောက်လေးနဲ့ပဲထည့်ထားပါတယ်တော်တော်လေးကိုစားလို့ကောင်းတဲ့အထဲမှာပါပါတယ်ကြော်တဲ့အခါမှာကျွန်တော်တို့သတိထားမှာတစ်ခုကမီးအရင်ပြင်းလို့မရပါဘူးအောက်ကမီးအနည်းဆုံးနဲ့အခုလိုမျိုးလေးမကြာခဏဟိုဘက်ဒီဘက်လှန်ပေးသွားပါမယ်ကော်ပြန့်ရွက်လေးအယောင်ပြောင်းသွားပြီဆိုရင်တော့အားလုံးကိုဆယ်ပါအယောင်ပြောင်းချင်းမှာချက်ချင်းဆယ်ပေးပါမဟုတ်ရင်သူကခဏလေးနဲ့အယောင်ကမဲတူအောင်တူရတတ်ပါတယ်အခုကြက်ဥကော်ပြန့်လေးကြော်ပြီးသွားပြီဆိုရင်တော့အချင်သို့မဟုတ် sauce တစ်ခုနဲ့တွဲပြီးတော့စားလို့ရပါတယ်ဒီတိုင်းစားမယ်ဆိုရင်တော့ကျွန်တော်တို့လည်းဤတဲ့အထဲမှာပါဆိုတော့ကြက်ဥကိုထည့်ထားတာဖြစ်တဲ့အတွက်အချင်တို့မျိုးသို့မဟုတ် sauce တစ်မျိုးလေးနဲ့တွဲစားကြည့်ပါတစ်ခါမှမစားဘူးသေးဘူးဆိုရင်တော့စားကြည့်ပါကျွန်တော်စားကြည့်ပြီးအရင်ကောင်းတဲ့အထဲမှာပါတဲ့အတွက်လက်ညှိုးပေးခြင်းဖြစ်ပါတယ်ဒီနိုင်ငံကဘယ်လာထိုင်းလေစီမှာတစုံတရာရိတ်ခဲ့သည်ရှိတော့ကျွန်တော်ကိုချက်ချင်းဆက်သွယ်ပေးလို့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်